ကျွန်တော်တို့ Premier League ရဲ့လက်ရှိ Champion Arsenal အသင်းရဲ့ဒီနှစ် squad က Champion Title ကိုကောက်ခဲ့ဖို့လုံလောက်ပြီလားဒီနေ့ Arsenal ကတော့ဒီ challenge ကိုရင်ဆိုင်မှုတဲ့ squad ကိုတော်တော်လေးပြင်ဆင်ထားတာတွေ့ရပါတယ်ကျွန်တော်တို့မနစ်ကမှအငှားခေါ်ထားတဲ့ Hincapié ကိုစာချုပ်တွေချုပ်ထားတယ်ပြီးတော့ကျွန်တော်တို့ Trossard အထက်မှာကျွန်တော်တို့ Solis ကဝင်ရောက်လာတယ်ပြီးတော့ကျွန်တော်တို့ League ကိုသမားလေး Melister လေးရတယ် Melister လေးရောက်ရှိလာတယ်ပေါ့ပြီးတော့အခုကျွန်တော်တို့နောက်ပိတ်ဆုံး bid sign အနေနဲ့ Newcastle ကွင်းလေလူ Bruno Guimaraes ကိုလက်မှတ်ရေးထိုးထားရပြအဲ့တော့အခုကမေးစရာတစ်ခုပဲရှိတယ်ဒီ squad က Premier League ကိုဆက်ကောက်ခဲ့ဖို့လုံလောက်ပြီလားပေါ့အားလုံးပဲမင်္ဂလာပါကိုဇက် Football Channel ကနေကြိုဆိုပါရစေကျွန်တော်နာမည်ကိုဇက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးအနေနဲ့ပြောလို့ရှိရင် Arsenal ရဲ့လက်ရှိ squad ကိုအားနဲ့လို့ပြောလို့မရဘူးပေါ့ဗျာပြီးခဲ့တဲ့ရာသီ Champion ဖြစ်ခဲ့တဲ့ခေါ်ကလည်းရှိနေသေးတယ်ပေါ့ David Raya Saliba Gabriel Timber Rice Odegaard Saka Gyökeres အဲ့ဒီခေါ်ပေါ်မှာကျွန်တော်တို့လက်ရှိ Zolit တို့ Bruno Guimaraes တို့ထပ်ပေါင်းလိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ Arsenal squad ကပို့ပြီးတော့ပြည့်စုံလာတော့သိကြပါတယ်ပေါ့ဗျာတစ်ဖက်မှန်ကြည့်ပြီးတော့ကျွန်တော်အခုချိန်မှာစိတ်မပူဘူး Saliba ရှိမယ် Gabriel ရှိမယ် Timber ရှိမယ် Calafiori ရှိမယ်ဒီလေးယောက်က line up ဝင်မယ်အရန်အနေနဲ့ကြည့်လို့ရှိရင်ကျွန်တော်တို့ Van White ရှိမယ် Salomon ရှိမယ် Masquerade ရှိမယ် Hincapié ရှိမယ်ဒီရှေ့ရောက်အစုဖွဲ့နောက်တန်းအစုဖွဲ့က Arsenal ကိုတိုက်တဲ့တစ်ဖက်မှာပြည့်ပြည့်စုံစုံ supply ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ရာသီအစပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့Saliba ကတော့နောက်ကျောတန်ရာကြောင့်လွဲချော်ပိုင်းလို့ရှိရဲအဲ့အတွက်ကြောင့်မို့လို့ Arteta နဲ့ Andre Bata တို့နှစ်ယောက်ကတော့ခေါင်းချင်းဆိုင်တိုင်ပင်ပြီးတော့ Saliba တို့အရေးပေါ် plan နေနဲ့လက်ရှိသတင်းထွက်နေတဲ့ Aston Villa အသင်းက Gonzalo မျိုးအတွေ့အကြုံရှိတဲ့ကစားသမားကိုထည့်သုံးမလားလက်ရှိဒီအစုဖွဲ့နေပဲ Saliba ပိုင်းတဲ့အချိန်မှာရုံးကမလားဆိုတော့ကျွန်တော်တို့လည်းစောင့်ကြည့်ရအောင်ပေါ့အခုကျွန်တော်တို့ Arsenal fan တွေအတွက်လုံးဝစိတ်ဝင်စားဆုံးနေရာကိုရောက်ရှိလာပါပြီအဲ့ဒါကတော့ midfield ပဲဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ midfield မှာငကိုလေးပေါ့ Declan Rice ရှိမယ် Odegaard ရှိမယ် Zubimendi ကျွန်တော်တို့ Miguel Merino Azzi တက်ရှိကစားသမားတွေအများကြီးရှိအောင်မလက်ရှိကျွန်တော်တို့ Arsenal အသင်းကိုထပ်ပြီးတော့ပေါင်းဆက်ပြီးရောက်ရှိလာတာကစံမသေးသွားတဲ့ Bruno Guimaraes ဒီကစားသမား Arsenal ရဲ့ midfield quality တစ်ခုတည်းလည်းမဟုတ်ဘဲနဲ့ကျွန်တော် experience နဲ့ physicality ပဲထပ်ပင်ပေးနိုင်တဲ့ကစားသမားဖြစ်တယ်လို့ကျွန်တော်မြင်တယ် Newcastle ဘက်ကပထမ Bruno ရောင်းချဖို့လုံးဝအစီအစဉ်ကိုမရှိဘူးဒါပေမဲ့ Bruno ကိုလည်းထောက်ကခြင်းနဲ့ပြောရတဲ့ကြောင့် Newcastle ဘက်ကအခြေအနေကိုလက်ခံခဲ့ရတာပေါ့အခုတို့လို့ရှိရင်ကျွန်တော် Arsenal midfield မှာ Declan Rice Bruno Guimaraes Odegaard ဆိုတဲ့ combination ကိုမြင်ရနိုင်ပါပြီဒီ midfield ကတော့ကျွန်တော်တို့ Premier League မှာဘယ်လောက်ထိအားကောင်းမလဲဆိုတော့စောင့်ကြည့်ရမယ့်အရာတွေဖြစ်ပါတယ်ပေါ့ဗျာ attacking back ကိုတော့ကျွန်တော်ကနည်းနည်းတော့ပို့ပြီးတော့စဉ်းစားမိတယ် Saka ရှိတယ် Gyökeres ရှိတယ် Martinelli ရှိတယ် Havertz ရှိတယ်ပြီးတော့ Trossard အတွက် Zolit အဝင် Zolit ရောက်လာတယ် Zolit က left wing မှာအဓိကကစားနိုင်တယ်လို့ကျွန်တော်တို့ front 3နေရာမှာကစားနိုင်တယ် versatile break attacker ဖြစ်တယ်လို့ Arsenal Sporting Director ကျွန်တော်တို့ Andre Bata ကကျွန်တော်ပြောထားတယ်ပေါ့နော်ဒါကြောင့်မို့ attacking မှာကျွန်တော်တို့က competition ကပိုကောင်းလာတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဘယ်ချမ်းကိုစိုးရင်သုံးမယ်ဘာလို့လဲဆိုတော့ Martinelli နဲ့ Zolit ကလည်း clutch ကိုအတင်းရပြောင်းလဲတဲ့ကြောင့်မလို့သူ့အားကိုးလေးရအောင်မလို့ကျွန်တော်အဲ့အတွက်ကြောင့်မလို့ဘယ်ချမ်းမှာ world class player တယောက်ကိုအလိုရှိတယ်ညာချမ်းကိုတော့ကျွန်တော်ရှေ့ရဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့စိတ်ပူရမရှိဘူး Saka ရှိတယ် Martinelli ရှိတယ်အဲ့ဒီအလုံးအခုကဘာဖလားပွဲတဲ့အတွက်အဲ့ဒီအလုံးကကဘာဖလားပွဲစဉ်တွေမှာအခုခြေစွမ်းတွေပြပြီးတော့ဘယ်လောက်ပဲပွဲစဉ်တွေပွဲပြိုင်လာတဲ့ပဲထားသူ့နေရာမှာအခုလက်ရှိသူတို့နေရာမကစားနိုင်တဲ့အချိန်မှာအစင်းနဲ့ဝင်ကစားလို့ရမယ်ကျွန်တော်တို့ဒေါင်းမန်လိုလူငယ်ချစ်တဲ့ကစားသမားလေးတွေရှိတယ်ပြီးလိုရင်တော့8-10လိုကစားသမားလေးတွေရှိတယ်အဲ့ဒါ Arsenal အသင်းရဲ့တိုက်စစ်ကိုတော့ညာချင်းတိုက်စစ်ကိုတော့ကျွန်တော်ဒီစိုးရင်ချင်းမရှိဘူးသို့တော့ဘယ်ချမ်းမှာတော့ world class player တယောက်မျိုးကျွန်တော်လူကြီးနေသေးတာတော့အမှန်ပဲပေါ့ခင်ဗျာကျွန်တော်မြင်ပြောရရင် Arsenal squad ကအခုချိန်မှာမပြည့်စုံသေးဘူးလို့ဆိုရင်တော့မမှားပါဘူးဒါပေမဲ့မကောင်းလို့ပြောရင်တော့လုံးဝမှားတယ်ဗျ Arsenal squad ကိုမကောင်းလို့ပြောရတဲ့လူကတကယ်တော်တော်ကြီးကိုပိန်းသိမ်းနေလို့ပဲပေါ့အမြင်ဖြစ်တဲ့ကောကိုထပ်သိမ်းထားနိုင်တယ် defense ကိုကျွန်တော်တို့မနေ့ကအငှားခေါ်တာ Hincapié ကို permanent sign လုပ်ပြီးတော့အားတက်ဖြည့်ထားတယ် attacking မှာဘယ်ချမ်းမှာ Trossard အတွက် Solid ဝင်ရောက်လာတယ် goalkeeper တက်အတွက်ကိုကျွန်တော်တို့ငကိုရှိတဲ့ဂျာယာ keeper ပဲမဟုတ်ဘူးဒီအတင်းကပွဲထွက်နေတဲ့ Melister လေးပါကျွန်တော်တို့ရှိပြီးတော့ Bruno Guimaraes ဆိုတဲ့ bid sign ကိုပါကျွန်တော်တို့ထပ်ထည့်ထားလိုက်ပြီဒါကြောင့်မို့ဒီ squad က Premier League title ကိုကောက်ွယ်ပြီးတော့တော်တော်လေးအဆင်သင့်ဖြစ်နေပြီလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ Champion League လိုမျိုးအဆုံးထိထပ်သွားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ window မပိတ်ခင်နောက်တစ်ခုခုဖြစ်လာနိုင်သေးတယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့ကဲဒါဆိုအခုချိန်မှာ Arsenal squad ကို10မှတ်မှာဘယ်နှမှတ်ပေးမလဲ Bruno ရောက်လာပြီးတဲ့နောက်ဒီ squad က Premier League ကိုဆက်ကွာွယ်ဖို့လုံလောက်ပြီလို့ထင်လားဒါမှမဟုတ်နောက်ထပ်တစ်ယောက်လိုသေးလားတကယ်ချင်းတို့ဆရာသမားတို့အမြင်လေးကိုလည်း comment မှာတစ်ချက်လောက်ပြောခဲ့ပေးကြပါဦးဗျာအားလုံးကျေးဇူးများတင်ပါတယ်